စာရေးသူချမ်းမြေဝင်းမူရောဇသိမ်းမိုင်းမင်းခန့်ထူရဲ့ကိုယ်လုံးကိုမနိုင်မနှင်းပွေ့ချီထားရင်းနဲ့ရန်နိုင်အသက်ရှူကျက်လာတယ်ပပဝေဆိုတဲ့နာမည်ကိုမင်းခန့်ထူပါဇက်ကကြောင်ကနန်းရွတ်နေတယ်ရန်နိုင်အိမ်မက်တွေထဲမှာဇက်တိုက်ကြားနေခဲ့ရတဲ့နာမည်ဓားရဲ့ပိုင်ရှင်မင်းခန့်ထူရဲ့ရင်ဝါကစိတ်ထွက်နေတဲ့သွေးတွေဟာနေရာကနေမဲတကူလုံးကိုရွှဲနေပြီတက်ဦးဆိုတဲ့လူသူ့ရဲ့အော်တန်တွေကဆက်ပြီးတော့မထွက်နိုင်တော့ဘဲနဲ့ငြိမ်သွားတာတော်တော်ကြာပြီမိသွေးတုံဖြစ်နေတဲ့တက်ဦးရဲ့ကိုယ်လုံးကိုကြည့်ရင်ရန်နိုင်စိတ်မကောင်းမှဖြစ်မိဘူးမကောင်းဆိုးရနဲ့ပေါင်းဖက်အမျက်ထုတ်ဖို့ကြံနေတဲ့သူတေတာနဲတယ်လို့ပဲရန်နိုင်ထင်တယ်မီးဟုံတောက်ပြေးထွက်သွားတဲ့တက်ရှိအခုဆိုရင်ပိုင်ရှင်စီကိုရောက်နေပြီလားဘာတွေဖြစ်နေပြီလဲကိုမင်းခန့်မင်းခန့်တို့သူလှုံနှိုးကြည့်တယ်မအောင်မြင်ဘူးမင်းခန့်တို့ရဲ့မျက်တောင်တွေတစ်ဖြက်ဖြက်လှုပ်နေတယ်ပါဇက်ကပပဝေဆိုတဲ့နာမည်ကိုတတွတ်ရွတ်နေတယ်ကိုမင်းခန့်ကျွန်တော်ညီမလေးကိုသွားခဲ့ရမယ်အကိုကျွန်တော်ပြောတာကြားလားမင်းခန့်တို့ရဲ့စကားသံတွေကတိုးကျသွားတယ်တလှုပ်ဖြစ်နေတဲ့နှကန်းငြိမ်ကျသွားတယ်သူ့လေပင်ကိုရန်နိုင်အမြန်ဆန်းကြည့်တယ်သွေးခုန်တန်ဖြော့တေတော့မသေးသေးဘူးမင်းခန့်တူရဲ့ကိုယ်လုံးကိုအာယူဆွဲမရင်းနဲ့လမ်းဘေးတစ်ပင်တစ်ပင်အောက်မှာချတယ်ပြော့ခွေနေတဲ့သူ့ခန္ဓာကိုယ်တစ်ပင်ပင်စီမှာမိတယ်ကျွန်တော်ပြန်လာခဲ့မယ်ခဏပဲနော်ကိုမင်းခန့်ရန်နိုင်ပြောရင်းနဲ့စိတ်ထဲမှာမလုံးတလို့ခံစားရတယ်တကယ်ကသူစေးရုံစေးကန်တစ်ခုအမြန်ပြေးမင်းခန့်တူအတွက်ဆရာဝန်သွားခေါ်ပေးရမှာမဟုတ်လားဒါမဲ့ဒါကျွန်တော်ပြန်လာခဲ့မယ်ရန်နိုင်ပြောပြီးတာနဲ့ပြေးထွက်လိုက်တယ်ဘယ်နှနိုင်ထိုးပြီလဲရန်နိုင်မသိဘူးတောဆက်တစ်ပင်ထိပ်ဖြားတွေကတော့နေရောင်နည်းနည်းထိပြီးတော့အနေရောင်တန်းနေပြီမကြခင်နေထွက်တော့မယ်ရေရင်းပြက်နဲ့နီးလာတာနဲ့အမျှရန်နိုင်ရဲ့ရင်ခုန်တန်တွေမြန်းလာတယ်ပြေးနေတဲ့ခြေလမ်းတွေပိုတွက်လာတယ်ပိုင်ရှင်တွေ့သွားတယ်ဒါပပဝေဆိုတဲ့သူဒါကိုကဲတင်နိုင်ပြီလားခလန်းလန်းမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရန်နိုင်ပြေးနေရကနေအချိန်ရက်သွားတယ်သူ့မျက်လုံးတွေပြူးကျဲသွားတယ်မြေကြီးပေါ်မှာစုပြုံလဲကျနေတဲ့လူတွေအများကြီးပဲလူ20-30လောက်တောင်ရှိမလားမိန်းမတွေယောက်ျားတွေလူငယ်တွေရဲ့အရေးတံတွေကိုခံမှန်းလို့ရနေတယ်အဲ့ဒီလူတွေရဲ့မလန့်မကန့်မှာမတ်တက်ရက်နေတဲ့လူရိတ်တရိတ်သူ့လက်ထဲမှာကင်ထားတဲ့တရှိဒါရန်နိုင်အတန်ထွက်ပြီးတော့អော်တယ်ခြေလမ်းကိုအချိန်ပြန်မြင့်နေဒါညီမလေးဓားကင်ထားတဲ့လူရိတ်ကရန်နိုင်ဘက်ကိုလှည့်ကြည့်ထွက်ခါစားနေအောင်ကြောပေးထားတဲ့အတွက်သူ့မျက်နှာကိုချက်ချင်းမမြင်ရဘူးမင်းကလေးကိုလုံးတော့ခံမှန်းလို့ရနေတယ်လူရိတ်နဲ့နီးလာတာနဲ့အမျှရန်နိုင်မျက်လုံးတွေပြူးတစ်ထက်ပြူးလာတယ်အံ့ဩတဲ့အမူအရာကိုသူဖုံးပြလို့မရဘူးဓားကင်ထားတဲ့အမျိုးသမီးရဲ့မျက်နှာကရေခဲရိုက်ထားသလိုအေးဆက်မာထန်းနေတယ်ပြီးတော့သူ့မျက်လုံးတွေကအဖြူသားတစ်စက်မှမရှိမဲနဲ့ပြောင်လက်နေတယ်ရန်နိုင်မျက်လုံးတွေကအဲ့ဒီအမျိုးသမီးရဲ့ဘေးမှာလဲကျနေတဲ့အရာတစ်ခုစီကိုရောက်သွားတယ်ဒါညီမလေးဆန္ဒစီကိုသူပြေးသွားတယ်ဆန္ဒရဲ့ဘေးမှာဒူးထောက်ထိုင်ချတဲ့ဆန္ဒရဲ့ပြော့ခွေနေတဲ့ကိုယ်ခန္ဓာကိုပွင့်ချတယ်သူ့လက်ထဲမှာပါလာတဲ့သူ့မျက်မှလေးရဲ့မျက်နှာကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့သူငုံကြည့်တယ်သူအသက်ရှူပြီလားပပဝေဆိုတဲ့အမျိုးသမီးကဘေးကမေးတဲ့အတန်ရန်နိုင်မော့ကြည့်တယ်ဆော့ကမဲနဲ့နေတဲ့အမျိုးသမီးရဲ့မျက်လုံးတွေတဖြည်းဖြည်းနဲ့အယောင်အစင်းပြန်ဝင်လာတယ်တာမန်လူတစ်ယောက်ရဲ့မျက်စံတွေပြန်ပေါ်လာတယ်ဒါပေမဲ့သူ့အကြည့်ကတော့အေးဆက်မာခဲနေတော့မယ်ဆန္ဒနှာခေါင်းရှိမှာရန်နိုင်လက်ညှိုးကိုခဏထားကြည့်တယ်ဆန္ဒရှူထုတ်လိုက်တဲ့လေဟာတော်တော်လေးအားနေတယ်ဒါပေမဲ့နှွေးနေတယ်ဟုတ်ကဲ့ရန်နိုင်ရဲ့ရင်ထဲကအပူလုံးကြီးဟာရုတ်တရက်ပျောက်ကွယ်သွားသလိုသူ့ရင်ဘတ်ထဲမှာလက်ခနဲဖြစ်သွားတယ်စီးကျလာတဲ့မျက်ရည်တွေကိုသူမတုပ်အားဘူးမျက်လုံးတွေကိုမိတ်အသက်မြင့်မြင့်ရှူနေတဲ့ဆန္ဒမျက်နှာကိုသူအငမ်းမရကြည့်နေမိတယ်ဆန္ဒက
လွန်ခဲ့တဲ့2နှစ်ကျော်3နှစ်တုန်းကအတိုင်းလုံးဝမပြောင်းလဲဘူးရန်နိုင်ကလူပြိုကြီးဖဖဖြစ်နေပေမဲ့စန္နာကတော့ကလေးအရွယ်မှာရက်တန့်နေတယ်ဒါပေမဲ့ဒါတွေကရန်နိုင်အတွက်အရေးမကြီးဘူးဆုံးရှုံးသွားပြီလို့ယူဆထားခဲ့တဲ့အရာတခုအခုပြန်ရောက်လာတဲ့အခါဘာမေးခွန်းတွေကိုမင်းနေအောင်မလဲခဏနေထွက်တော့မယ်ပပဝေကပြောတယ်သူတို့တွေအကုန်လုံးတတိယလာလိမ့်မယ်အဲ့ဒီအခါကျရင်ဘာတွေဖြစ်ခဲ့သလဲမင်းရှင်းပြလိုက်ပါဗျာဟုတ်တယ်ငါဒီမှာဆက်ပြီးတော့ရှိနေလို့မဖြစ်ဘူးမေးလာကြမယ်မေးခွန်းနေငါနဲ့ကအဆင်မပြေဘူးဒါပေမဲ့အမကိုမင်းခန့်ထူဆိုတာဘာတူလဲဗျာအမနဲ့အတူတူလာတဲ့အကိုကြီးလေကိုမင်းခန့်ထူလေရန်နိုင်ပြန်ဖြေတယ်ပပဝေဆိုတဲ့အမကြီးကိုကြည့်ရင်နဲ့ရန်နိုင်ကြောစိတ်တလို့လို့ကြောက်တလို့လို့ဖြစ်လာတယ်ဒါပေမဲ့သူ့ကြောင့်သူကဲတင်လိုက်လို့ဒါပြန်ကောင်းသွားတာပပဝေကမျက်မှောင်ကျုံနေခေါင်းမော့ပြီးတော့စဉ်းစားတယ်တော်တော်ကြာမှတတိယသွားသလိုအော်သူဘာဖြစ်လို့လဲသူဓာတ်နဲ့အထိုးခံရလို့ကိုတက်ဦးဆိုလေသူလှုပ်တာအခုတော့ तू ကတေးပြီကိုတက်ဦးတေးသွားတာကိုပြောတာကိုမင်းခန့်ထူကတော့မတေးသေးဘူးထင်တယ်ကျွန်တော်သူ့ကိုထားခဲ့တာဟိုနားလေးမှာရန်နိုင်ကရွာဘက်ကိုမင်းငေါ်ပြတယ်ကျွန်တော်လိုက်ပြမယ်ပပဝေကလက်ကာပြတယ်ရတယ်ငါဘာသာငါသွားမယ်ကောင်းလေမင်းကတော့ဒီမှာပဲစောင့်နေငါပြန်မလာရင်စိတ်မပူနဲ့မနဲ့မိုးလင်းပြီဆိုတာနဲ့ဒီလူတွေပပဝေကပတ်လဲမှာလဲကျနေတဲ့သူတွေကိုမင်းငေါ်ပြတယ်သူတို့လည်းတေချာရှင်းပြစေကံပို့ဖို့အတွက်လိုတဲ့သူတွေလည်းရှိမယ်သူပြောလိုက်မှရန်နိုင်အဲ့ဒီလူတွေကိုတေချာကြည့်မိတယ်ဟုတ်တယ်တချို့သူတွေရဲ့ကိုယ်မှာဒဏ်ရာတွေတွေ့ရတယ်ခက်လန်းလန်းမှာလဲနေတဲ့မင်းကလေးတယောက်ကိုလှမ်းတွေ့တော့ရန်နိုင်မျက်လုံးပြူးသွားတယ်မတ်တီရီဆိုတဲ့အမကြီးပါလားသူကတော့ကိုယ်မှာဒဏ်ရာတွေဘာတွေမတွေ့ရဘူးနှင်းကြီးမြင့်ကြီးဖြစ်နေတဲ့ရင်ဘတ်ကိုကြည့်ရတာတော့အသက်ရှူနေသေးတဲ့ပုံပဲပြန်မထလာတော့ဘဲနဲ့တည်သွားတဲ့သူတွေလည်းရှိနိုင်တယ်ပပဝေကဆက်ပြောတယ်အကောင်လုံးတော့ရှင်ဖို့တော့မဖြစ်နိုင်ဘူးထင်တယ်တထားဆိုရဲ့လက်ထဲမှာနှစ်ရှည်လာများနေပြီးတော့လူပြန်ဖြစ်ဖို့မဖြစ်နိုင်တော့တဲ့သူတွေပပဝေရဲ့မျက်နှာကရုတ်တရက်မဲမောင်သွားတယ်ဒါမှတော့အဓိကမင်းနဲ့ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးဆိုတာသူတို့နားလည်ဖို့ပဲရှင်းလားဓာတ်ကင်ထားတဲ့မိန်းမတစ်ယောက်လက်ချက်လို့သာပြောလိုက်ဒါမဲ့ပပဝေကရန်နိုင်ပြောမဲ့စကားကိုစက်မကြားချင်တော့တယ်လို့ဟိုဘက်ကိုလှည့်ရွာဘက်ကိုဦးတီးပြီးတော့ရှောက်သွားနေပြီတစ်ပင်ကိုမှီပြီးတော့သတိလစ်နေတဲ့မင်းခန့်ထူးဆိုတဲ့သူကိုကြည့်နေပပဝေအချိန်တော်တော်ကြာဘာမှမပြောဘာမှမလုပ်ဖ ೇನೆ မတ်တက်ရက်နေမိတယ်ဒီလိုသူသိရင်သူ့ရဲ့နှစ်ချမ်းကွဲနေတဲ့အာယုံမှာမင်းခန့်ထူးနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့အစိတ်အပိုင်းတွေမနှဲမနှောရှင်တန်းနေတယ်ဒါပေမဲ့သူစားလွင်ဆိုတာမရှိတော့ဘူးလေငါပပဝေမမမေရဲ့မျိုးဆက်ဒီကဘာမှာရှင်တန်းတောင်းချမ်းနေကြတဲ့မကောင်းဆိုးဝါးတွေရဲ့မဟုတ်ဆိုးသူစားလွင်ကဘာမှမလုပ်နိုင်ဘူးပပဝေကပို့ပြီးခွန်အားကြီးတယ်ပို့ပြီးတော့တတိကောင်းတယ်ပို့ပြီးမင်းခန့်ထူရဲ့မျက်လုံးတွေကပွင့်လာတယ်သူ့ကိုမြင်တော့မင်းခန့်ထူကမျက်နှာမှာအပြုံးတစ်ခုပေါ်လာတယ်ဒီအပြုံးနဲ့သူရင်းနှီးနေတယ်ဒီအပြုံးကိုသူအခေါက်ပေါင်းများစွာငေးကြည့်ပြောဝင်ခဲ့ဖူးတယ်ဒဏ်ရာအခြေအနေမကောင်းပပဝေကပြောလိုက်တယ်သူ့စကားသံအဖျားမှာခတ်ပြီးတော့တုံသွားသလားသူသိချာမသိဘူးလေသံမာလိုက်လားမသူစားမင်းခန့်ထူရဲ့အတန်ဟာဖြော့တော့နေတယ်အားယူပြီးတော့ပြောလိုက်ရတဲ့အတွက်နာကျင်သွားသလိုသူ့မျက်နှာတွန့်လိန်သွားတယ်ကျမသူစားလည်းမဟုတ်မင်းခန့်ထူကလက်ကာပြတယ်ခမညာပပဝေကျွန်တော်သိတယ်မမမေရဲ့မျက်နှာနဲ့ခမညာနဲ့အခုမှချွတ်ဆွတ်တူသွားတာပဲအာမင်းခန့်ထူကပြောရင်းနဲ့ထိုင်နေရာကနေထဖို့ကြိုးစားတယ်မအောင်မြင်ဘူးနာကျင်တစ်ချက်အော်ရင်းနဲ့ပြန်ထိုင်ကျသွားတယ်သူ့မျက်နှာကသွေးဆုပ်ဖြူရောနေတယ်ပပဝေသူ့ရှိမှဒူးထောက်ထိုင်ချတယ်
ရိုင်လဲတော့မလို့ဖြစ်နေတဲ့မင်းခန့်ထူရဲ့ကိုလုံးတဲ့ပြီးတယ်အပင်မှာပြန်ပြီးတော့မှီပြီးတယ်မမမေဘာကြောင့်အဲ့လိုမားထန်နေတယ်လဲဆိုတော့ကျွန်တော်အခုမှသဘောပေါက်သွားတာမင်းခန့်ထူကပြောတယ်ဒါကြောင့်မမမေကပြောတာသူတို့မျိုးရောကကျိန်စာတင့်နေတာတဲ့ကျွန်တော်အဲ့ဒီတော့သူပြောတာကိုမယုံခဲ့ဘူးအမေတေဝိုင်းပပဝေပြောလိုက်တယ်ဒီလိုပြောလိုက်ရတဲ့အတွက်ဝမ်းနဲ့စိတ်ဝင်မလာတော့သူအံ့ဩတယ်လို့ဖြစ်သွားတယ်မင်းခန့်ထူကတော့စိတ်မကောင်းတယ်လို့ခေါင်းဖြစ်ဖြစ်ညှိနေဒါကြောင့်မမမေကခမ ्या ကိုမိဘမဲ့ခေအောင်ပို့လိုက်တာကျွန်တော်သဘောပေါက်ပြီမင်းခန့်တူကပြောရင်းနဲ့သူ့လက်တစ်ဖက်ကိုမြောက်တယ်ပပဝေရဲ့လက်ကိုလှမ်းကင်တယ်ပပဝေကမယုံမိဘူးအေးဆက်နေတဲ့မင်းခန့်တူလက်ကိုကင်ရင်းနဲ့သူ့ရင်ထဲမှာနှွေးတယ်လို့ဖြစ်လာတယ်ပိတ်ထားတဲ့စိတ်တကားတစ်ချက်ပွင့်လာတယ်မတူစားကျမနာမည်ခမ ्या နာမည်ကသူစားလွင်ပါအဲ့ဒါကိုမမင်းနဲ့မင်းခန့်ထူရဲ့လက်တရားပပဝေလက်ကိုမြဲမြဲစုပ်ကိုင်တယ်သူစားလွင်ဆိုတဲ့မင်းကလေးကအဲ့ဒီဒါမရှိလေတက်ရှိတယ်အဲ့ဒီစေးမင်ရုပ်တွေမပိုင်လဲသူကရဲရင်တယ်ဘယ်သူမှတာဝန်ပေးမထားလဲလူတွေကိုကဲ့တင်ခြင်းစိတ်သူ့မှာရှိတယ်ပပဝေကဘာမှပြင်မပြောဘဲနဲ့တွေ့ကြည့်နေတယ်သူ့ရင်ထဲကစိတ်တကားကိုတယောက်ယောက်ကအထဲကနေကန်ဖွင့်နေတယ်တဝုံဝုံမြင်နေတယ်ပပဝေကိုကျွန်တော်ဘလောက်ပဲမျှော်လင့်နေခဲ့ပါစေတကယ်တမ်းမင်းခန့်ထူကပပဝေရဲ့လက်ဘဝကိုအသာဆွဲယူတယ်သူ့ရဲ့သွေးစွန်းနေတဲ့နှကန်းပပတွေနဲ့ပပဝေရဲ့လက်ဖမိုးခပ်ဖွားဖွားနမ်းတယ်ကျွန်တော်ချစ်ခဲ့တဲ့သူဟာသူစားလွင်ပဲမသူစားပပဝေရဲ့စိတ်တကားအစိတ်အမွားမွားကျိုးပဲ့လွင့်ထွက်သွားတယ်အထက်ကနေအရှိန်နဲ့ပြေးထွက်လာတဲ့မိန်းကလေးတစ်ယောက်သူစားလွင်ကိုမင်းခန့်အခုမှသတိဝင်လာတဲ့သူစားလွင်မင်းခန့်တူနမဲကိုအဆက်မပြတ်ခေါ်တယ်တဖြည်းဖြည်းမိတ်ကျသွားတဲ့မင်းခန့်ထူရဲ့မျက်လုံးတွေကိုအငမ်းမရစိုက်ကြည့်တယ်သူ့လက်ကိုစုပ်ကင်ထားတဲ့မင်းခန့်ထူရဲ့လက်တွေကိုဆွဲယူတယ်နှကမ်းမှာကတ်တယ်ပါးမှာကတ်တယ်မင်းခန့်ထူရဲ့လက်ဘဝတွေမှာရိပ်လေးကျန်တော့တဲ့အနှွေးတက်ကအခုလုံးဝမရှိတော့ဘဲနဲ့အေးဆက်နေပြီကိုမင်းခန့်ကျမသူစားလွင်ပါကျမပါပပဝင်မဟုတ်တော့ဘူးသူစားလွင်ရဲ့ပါဇက်ကတွတ်ပြောတယ်မင်းခန့်ထူရဲ့လက်ဘဝတွေကိုတင်းနေအောင်စုပ်ကိုင်းသူ့ကိုယ်ထဲကရှိသမျှခွန်အားတွေကိုလောင်းထည့်တယ်။ဒါပေမဲ့လက်ဘဝတွေကပြန်နှွေးမလာဘူး။ပိတ်သွားတဲ့မျက်လုံးတွေပြန်ဖွင့်မလာဘူး။မင်းခန့်တူရဲ့ပျော့ခွေငြိမ်သက်နေတဲ့ကိုယ်လုံးသူစားလွင်တိုင်းဖတ်တယ်။သွေးချင်းနေနေတဲ့လေပင်နဲ့ပါးပြင်တွေကိုအငမ်းမရနမ်းနေ။ဆုံးရှုံးသွားတဲ့အရာတစ်ခုကိုအခုမှသတိထားမိသွားသလိုဝမ်းနေခြင်းဟာသူစားလွင်ရဲ့တစ်ခုလုံးလွှမ်းခြုံသွားတယ်မမမေပပဝေတဘာဝလွန်ဖြစ်ရတွေ့မကောင်းဆိုးရည်ဒါတွေကိုသူသတိမရတော့ဘူးတာမန်မိန်းကလေးတယောက်လိုသူရှိုက်ကြီးတင်ငယ်ငိုချတယ်မျက်စိတစ်စုံမြင်နေရတဲ့လမ်းမကြီးဟာအဆုံးမရှိသလိုမိုးကုတ်စဝိုင်းအောက်အထိဖြောင့်တန်းနေတယ်ဆိုင်ကယ်လီပါကိုသူစားလွင်လျှော့ချလိုက်တယ်တရိပ်ရိပ်ပြေးနေတဲ့ဆိုင်ကယ်အနေတော်အရှိန်နဲ့ဆက်သွားတယ်လမ်းဘေးမှာမုံဝါကြံခဲ့တဲ့လယ်ကွင်းတွေတစ်ပင်တွေဖြတ်ခနဲပေါ်လာပြီးပြန်ပြောက်သွားတဲ့စတိုးဆိုင်လေးတွေထမ်းရည်ဆိုင်တွေဓနိယိုးနဲ့ကာထားတဲ့ခြံဝန်းတွေအိမ်ရှိမှာစော်ကစားနေကြတဲ့ကလေးငယ်တွေအားလုံးကနေရောင်အောက်မှာရှင်တန်ချင်းပြင်းပြင်းနဲ့အသက်ဝင်နေတယ်အမောင်တွေကအရာတွေကိုတတိမထားမိကြတဲ့သူတွေအဖို့နေ့ရက်တိုင်းဟာရှင်တန်ချင်းစရာကောင်းနေတာမဆန်းဘူးသူဘယ်ကိုဥတီသွားနေတယ်လဲသူစားလည်းမသေးကြဘူးသူဇက်တိုက်ကြားနေရတဲ့အတန်တွေကအမိတ်ပေးတန်တွေလားတောင်းမှန်ခရတန်တွေလားသူမသိဘူးဒါပေမဲ့အဲ့ဒီအတန်တွေရဲ့ခိုင်းစေမှုကိုသူစားလည်းမငင်းနိုင်ဘူး
မငင်းချင်ဘူးသူ့ကိုဆေလွတ်ခဲ့တဲ့နေရာကိုသူစားလင်မသွားဘဲနဲ့မနေနိုင်ဘူးကျင်းစာတင့်နေတဲ့မျိုးရိုးတဲ့ကျင်းစာပဲဖြစ်ဖြစ်စုလက်တစ်ခုပဲဖြစ်ဖြစ်သူစားလွင့်ဘဝရဲ့မျော်လင့်ချက်တွေဟာအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီဒီကမ္ဘာမြေမှာရှင်သန်ချက်စားလူတွေရဲ့ဘဝကိုနှုတ်ယူဖျက်ဆီးနေတဲ့မကောင်းဆိုးဝါးတွေဒီမကောင်းဆိုးဝါးတွေကြောင့်သူဆုံးရှုံးလိုက်ရတဲ့အရာတွေမမှန်မေကိုမင်းခန့်ထူပြီးတော့သူစားလွင့်ရဲ့ဘဝတစ်ခုလုံးအများတကာရဲ့အမြင်မှာသူစားလွင့်ဆိုတာလူသက်သမားဝရမ်းပြစ်တယောက်ဒီလိုအဖြစ်မျိုးတခြားသူတွေကိုမကြုံစေချင်ဘူးဒါကြောင့်သူစားလင်ဒီခရီးကိုသွားမယ်ဒီအမောင်ထဲကိုတိုးမယ်သူ့မှာအပေါင်းဖော်တွေမရှိဘူးလက်တွဲဖော်လည်းမရှိတော့ဘူးဒါပေမဲ့သူ့မှာတရှိတလက်ရှိပြီးတော့သူ့ရဲ့စိတ်တကားထဲမှာပိတ်လောင်ထားတဲ့ပပဝေဆိုတဲ့သူရဲကောင်တယောက်ရှိတယ်ဒါဆိုရင်တော့လုံလောက်ပါတယ်ဟုတ်ကဲ့ဇာယေသူချမ်းမြေဝင်းရဲ့မူရောဇလံဆိုရင်ဖြင့်ဒီနေရာမှာတင်ပြီးဆုံးပါတယ်ခင်ဗျာဇာယေသူရဲ့အမှားလေးကိုလည်းဆက်လက်ပြီးတော့နားစေချင်ပါတယ်စကားဝါနဲ့မူရောကတော့ဒီမှာအဆုံးသတ်ပါပြီဒီဇိုင်းမမတ်အားပေးကြတဲ့စာဖတ်သူတွေကိုကျေးဇူးအရန်တင်ပါတယ်စိတ်ကူးရင်ဇလံတက်တက်ဆိုပေမဲ့ဒီဇက်ကောင်တွေကကျွန်တော်စိတ်ထဲမှာအချိန်တော်တော်ကြာကြာရှင်သန်အသက်ဆက်နေအောင်ပါပပဝေးရဲ့ဇလံကိုလည်းဆက်ချင်တယ်လို့မမမေရဲ့ကနဦးဇလံတွေကိုလည်းဆက်ရေးချင်သေးတယ်စာရေးသူတယောက်ရဲ့အသက်ဟာစာဖတ်သူတွေပါစာဖတ်မဲ့သူမရှိရင်ရေးစရာအကြောင်းလည်းမရှိဒီဇလံတွေလည်းဖြစ်လာမှာမဟုတ်ပါဒါကြောင့်ကျွန်တော်ဇက်ကောင်တွေရဲ့ဘဝကိုစာဖတ်သူတွေကပိုင်နေစာဖတ်သူတွေရဲ့တောင်းဆိုမှုတွေကိုဆက်လက်နားထောင်နောက်ဇလံတွေကိုလည်းဆက်ရေးသွားပါအောင်မယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးပါချမ်းမြေဝင်း19ရက်နိုဝင်ဘာလ2020ဟုတ်ကဲ့ပါကျွန်တော်တင်ဆက်ပေးခဲ့တဲ့စာရေးသူချမ်းမြေဝင်းရဲ့မူရောဇလံဆိုရင်ဖြင့်ဒီနေရာမှာဆုံးသက်ပါတယ်စကားဝါနဲ့မူရောရဲ့ဇလံနဲ့မှာပါရှိတဲ့ဇက်ကောင်2ယောက်ဖြစ်တဲ့သူစားလွင်နဲ့မင်းခန့်တို့တော့အားလုံးပဲအစဉ်အမြဲအမှတ်ရနေမယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်ကျွန်တော်တော့အမြဲတမ်းအမှတ်ရနေမှာပါပြီးတော့ဒီစာအုပ်လေးကိုလည်းမူရင်းစာရေးသူဆရာချမ်းမြေဝင်းရဲ့မူရင်းစာအုပ်ကိုလည်းသွားပြီးတော့ဝယ်ယူအားပေးဖတ်ရှုကြဖို့လည်းတိုက်တွန်းပါရစေအားလုံးကိုအစဉ်လေးစားလျက်ကျွန်တော်အေးချမ်းအောင်ပါမေလ3ရက်2026ခုနှစ်